ဆင်အောင်ကြီးဖျားပြမောင်ဖျားအင်္ဂိရတ္တတာဩနာယဒါထာဟိတေတရံတိယောဝစီရာဝဝိရောဇန္တိစိနောမေထာဒုတိတကေအင်္ဂိရတ္တတာရုပ်အလက်မြဲပိုင်းခြားလုံးကြီးနာ၍သုံးပါးစေနီပါရမီတော်ဟောစာရီတော်တို့ကြောင့်ရှောက်ရောက်သောကိုမျိုးလျက်အင်္ဂိရတ္တဆိုတဲ့ဝေလူကိုအကျုခံခိုင်းဖက်ပြိုင်နိုင်အောင်လက်ကင်ရရှိတော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီးဗမှုကံရေရခုံးတော်နှစ်သွဲအလေဘုံတဲ့တဲ့နိုင်တင်္သာရယာလူယူထွာရကောင်းစွာပေါက်ဖားဖြစ်ပေါ်၍လာတော်မူသောဩနာယသာစေရောသလင်းမသာခန့်ရှင်လျာတဖြင့်စိတ်နာနဲ့အတွင်ဝေနံရှိနေကဲ့သို့ဖြူစင်ဝင်ကြလျာရဲ့ခွင်ရောစိတ်ကြဲပွင့်နေလို့ဩနှလုံးခေါ်မွေးရှင်တော်ရလွန်ထူးမြတ်တည်ရတော်လုံးမှ၎င်းဒါထာဟိသာဗရမယခေါင်ရဲ့မြင့်ဒီပံကဲ့သို့နိမြတ်သောမခန္တော်ဖြင့်မပေါ်အောင်ဖုံးပိဋ္ဌာတော်သွားတော်လေးပဲဆွဲတော်လေးယူဖြူရရတတော်ထူမှ၎င်းတေတရံဒီယောပလဲအနှဲစိမ့်ရဲ့နမဘောလူဝေရဖန်ဆက်စီရှေမွေကြရောင်တန်ကိလာတမွေတော်ကိုနေရောင်တန်ပြီးတကဲ့သို့မျက်လေးရန်စပယ်ငုံကြာဘူးပွင့်ဝင့်မော်လို့ဘုံဗမာကစိန်အောင်ကိုတင်ရောင်ဟပြီးတကဲ့သို့တလလတဖိတ်ဖိတ်ဒီတလဲလဲထိန်ရောင်ကြီးတဲ့စိန်ရောင်ကြီးတဲ့ဖြူပြီးသောစင်တော်မြတ်တို့သည်ဝစီရာဝါစိန်နဲ့စိန်ဝေးဖြူပြီးတောက်ပြောင်စိန်လာရောင်ကြီးကဲ့သို့ဝိရောဇန္တိဖူးမြင်ရလိုဤစိန်ဝဲအထူးဝေမာကြည်လူလောက်အောင်ရွှေမျိုးတကြွဗမြတ်တဖြင့်လှပဆန်းကျဲတဲ့တော်ကြပါလေကုန်တော်စီနောထူးထူးဆန်းစိန်ရောင်ကြီးတို့ကြောင့်အင်္ဂိရတံဝေခံသည်ငါမအောင်ပြီးထိုဘုရားရှင်ကိုယ်တော်ကြီးသည်မေမမယုံနေနေလားထုံးတဲ့ဘုရားကိုတက္ကရာဆွဲထင်ရွယ်ငါပဲသမုတ်အကျွန်ုပ်ဤဒီတကေဥရော
ယေရှုကိုယ်တိုင်ခါ